အားလုံးပဲမင်္ဂလာပါဒီဘောကကိုပြပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပေါ့နော်ကျွန်တော်ဒီအပေါ်မှာပြထားတဲ့ပုံမျိုးလေးပေါ့နော်ကျွန်တော်ဒီ animation ကာလာလေးကိုကျွန်တော်ဘယ်လိုမျိုးဆက်လက်လုပ်လို့ရတယ်ဆိုတော့မိတ်ဆွေသိပြီလားပေါ့နော်ဒီလိုမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဒီ animation ကာလာလေးဘယ်လိုမျိုးဆက်လက်လုပ်လဲဆိုတော့ကျွန်တော် sharing လုပ်ပြီးတော့ကျွန်တော်ဆိုစိတ်ဝင်စားတဲ့ solution တော့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်တို့ပထမဆုံးပေါ့နော်ကျွန်တော် browser မှာဒီကျွန်တော်ပြတာဟာလေးပေါ့နော် swissicasa.com ဆိုတာလေးရိုက်ရှာလိုက်ပါပြီးကျွန်တော်ဒီမှာအဲပထမဆုံးပြတဲ့ website လေးဝင်လိုက်ကျွန်တော်ဒီမှာဆိုရင်ဗျာဒီ website မှာကျွန်တော်ဒီ casa animation မျိုးစုံပေါ့နော် design မျိုးစုံရပါတယ်အမေဆွေတို့မြင်တွေ့ရတဲ့အတိုင်းပါပဲအကုန်လုံးကတော့ casa အလန်းလေးပေါ့နော်ကျွန်တော်အဲ့ဒါလေး download လုပ်ပြီးသွားရင်ကျွန်တော်တို့ setup လုပ်လိုက်ရင်ကျွန်တော်တို့စသုံးလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတစ်ခု download လုပ်ပြရမယ် download လုပ်ခဏကျကျွန်တော်မြားထူထားပြီးနှစ်ခုပေါ့နော်ကာစာဟာတစ်ခု download လုပ်ပြီး pointer ဟာတစ်ခု download လုပ်ပြီးပေါ့နော်ဆိုတော့ကျွန်တော် file တစ်ခုရလာပြီဆိုရင်ကျွန်တော် Windows search bar မှာကျွန်တော် mouse setting လို့ရှာလိုက်ပါပဲကျွန်တော် mouse setting နဲ့ဝင်လိုက်အဲ့ရမှာကျွန်တော်တို့ဒီ additional mouse setting ပေါ့နော်ဒါလေး click လိုက်ပြီးရင်ကျွန်တော်ဒီ pointer ဆိုတက်မှာပေါ့နော်အဲ့မှာကျွန်တော်တို့စပြီးတော့ထည့်ပြီပေါ့နော်အဲ့ browse ဆိုတာလေးနှိပ်ပြီးလိုက်ပြီးကျွန်တော် PC ထဲမှာကျွန်တော် download folder ဆိုတော့ကျွန်တော်နှစ်ခု down ခဲ့ရပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ဒီမှာကျွန်တော်ဝိုင်းပြတာပေါ့နော်ကျွန်တော်ရွေးလိုက်ရင်အဲ့မှာအောက်မှာ preview လေးကြည့်လို့ရတယ်ကျွန်တော်ဒီ cursor နေရာမှာ cursor file ကိုထည့်ပြီး pointer နေရာမှာ pointer file ကိုထည့်ပြီးပေါ့နော်ဆို pointer နေရာသွားပြရင်အဲ့ဆိုတော့ pointer file လေးကိုရွေးပြီးပေါ့နော်ဟုတ်တယ်အဲ့ lab ပုံစံလေးနဲ့ပေါ့နော် pointer phone လေးရွေးပြီး apply လုပ်ပြီးကျွန်တော်တို့ okay နေပြီလိုက်အဲဆိုရင်ကျွန်တော်စပြီးတော့ effective ဖြစ်သွားပြီပေါ့နော်ဒီမှာလို့ပြောင်းသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ file မျိုးတော့မဖြတ်လိုက်ပဲနော်ဖြတ်လိုက်ရင်ကျွန်တော်တို့ reset လုပ်ပြီးသွားတာတော့ computer power shutdown ဖြစ်ပြီးပြန်တက်လာရင်အလုံးမလုပ်တော့ဘူးနော် file တွေကတော့ computer ထဲမှာတင်ထားမှာနော်အဲ့လိုဒီရှိရကျွန်တော်အခုလို့ save as နဲ့လည်းမှတ်ထားလို့ရတယ်ပေါ့အဲ့လို save as လေးနဲ့တခု rename ပေးပြီးမှတ်ထားလိုက်ကျွန်တော်တို့result ဒီပိုင်းချပြီးသွားလို့ကျွန်တော်တို့ပြန်တက်လာခုနလိုကျွန်တော် pointer နေရာမှာ pointer တို့တင်မှာကာစာနေရာမှာကာစာပြန်ထည့်တာအဲ့လိုတစ်ခုချင်းအလုံးမရှိတော့ပြန်ထည့်တာခုနလိုအဲ့လိုပြီးသုံးလုံးဆိုပြီးသုံးလုံးလေးကောက်ယူပြီး apply နေလိုက်ကာစာကို pointer ကို automatically apply ဖြစ်သွားတာပေါ့နော်